ငလျင်ဘီတွေဘာရီချိုတင်ပြင်ဆင်ထားနိုင်လေငလျင်ဆိုတာမမျော်လင့်မဲဖြစ်ပေါ်လာတဲ့သဘာဝဘေးရန်တွေတစ်ခုပါပြီးခဲ့တဲ့2025ခုနှစ်မတ်လကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်မြန်မာနိုင်ငံလေပိုင်းဒေသတွေမှာထိခိုက်ဆုံးရှုံးမှုတွေများခဲ့ပါတယ်ဒါပြင်မကြာသေးခင်ကလည်းရန်ကုန်မြို့မှာငလျင်ငယ်တစ်ခုလှုပ်ခတ်သွားခဲ့ပါသေးတယ်ငလျင်ဆိုတာကြိုမသိနိုင်တဲ့အတွက်ကြိုတင်ကာကွယ်ထားလို့တော့မရနိုင်ဘူးဆိုပေမဲ့ကြိုတင်ပြင်ဆင်ထားလို့ရတဲ့အချက်တချို့တော့ရှိပါတယ်ဒီနေ့မှာတော့ငလျင်ဘေးတွေဘာရီကြိုတင်ပြင်ဆင်ထားနိုင်လေဆိုတာကိုပြောပြတင်ဆက်ပေးချင်ပါတယ်နံပါတ်1 emergency bed ပြင်ဆင်ထားပါဒါကတော့ငလျင်မမဟုတ်ပဲဘလို့သဘာဝဘေးရန်တွေပဲကြုံလာကြိုတင်ပြင်ဆင်ထားတဲ့အရာဖြစ်ပါတယ်ငလျင်ပါဝင်သဘာဝဘေးတစ်ခုနဲ့ကြုံလာခဲ့ရင်အရန်သင်းယူသွားနိုင်တဲ့ emergency bed တစ်ခုကိုအစင်းသင်းပြင်ဆင်ထားတာဖြစ်ပါတယ်ရေဘူးမိချစ်ဓမီပါဝါဘန်စီဝါအရေးကြီးစာရွက်စာတမ်းကော်ပီတွေ6သွေးစားစာတွေလေးထည့်ထားဖို့လိုပါတယ်ငလျင်ဖြစ်လာရင်ချက်ချင်းယူထွက်နိုင်မယ့်နေရာမှာလည်းအစင်းသင်းထားဖို့လိုပါတယ်နံပါတ်2အိမ်တွင်းလုံခြုံနိုင်တဲ့နေရာသတ်မှတ်ထားပါငလျင်လောက်ခတ်လာရင်ချက်ချင်းရှောင်ပုန်းနိုင်မယ့်နေရာ safe spot သတ်မှတ်ထားဖို့လည်းလိုပါတယ်အမြင့်ကနေလေကျလာမယ့်ပစ္စည်းတွေရဲ့ထိခိုက်မှုကနေပြီးတော့လေကာကွယ်နိုင်စေမယ့်နေရာဖြစ်ရပါမယ်စပွဲခံခံအောင်အတွင်းနေရနားလို့လုံခြုံတဲ့နေရာတွေကိုမိသားစုနဲ့ကြိုသတ်မှတ်ထားပြီးတော့အရေးပေါ်ရှောင်နေအောင်လေကြိုတင်လေ့ကျင့်ထားသင့်ပါတယ်ငလျင်လှုပ်ချိန်မှာပရင်းပေါက်နာမှန်နာနဲ့ဓာတ်လီကားတွေထဲမှာတော့မနေသင့်ပါဘူးနံပါတ်3ကိုယ့်အိမ်ကလေကျပြုတ်ကျနိုင်တဲ့ပစ္စည်းတွေကိုတိကျစစ်ဆေးပါအိမ်ထဲကလေကျပြုတ်ကျနိုင်တဲ့ဗီဒီယိုတွေ TV တွေမှန်ပစ္စည်းတွေလည်းတိကျစစ်ဆေးဖို့လိုပါတယ်နေရန်နဲ့ချိတ်ထားတဲ့ပစ္စည်းတွေဆိုရင်လည်းခိုင်ခိုင်မာမာချိတ်ထားဖို့အတွက်ရည်ကြီးပါတယ်ငလျင်လှုပ်တဲ့အချိန်မှာဒီပစ္စည်းတွေလေကျပြုတ်ကျရင်လည်းထိခိုက်ဒဏ်ရာရနိုင်တာကြောင့်ဖြစ်ပါတယ်နံပါတ်4 draw ကပါဟိုးအုံမိသားစုနဲ့လေ့ကျင့်ထားပါငလျင်လှုပ်ခတ်လာတဲ့အချိန်မှာအဓိကလုပ်ရမယ့်အချက်3ခုရှိပါတယ် draw ဆိုတဲ့အတိုင်းဝှေ့ချရမယ်ပြီးရင်လုံခြုံနိုင်တဲ့စပွဲခွန်အောင်လို့နေရာမျိုးတွေမှာကာပါယူရမယ်နောက်ပြီးတော့ဟိုးအုံဆိုတဲ့အတီးချကင်ထားရမယ်ဒီချက်တွေအရေးကြီးပါတယ်ဒီလို draw ကပါဟိုးအုံဆိုတဲ့3ချက်ကိုတီးထောင်းတာမကပဲမိသားစုနဲ့ကြိုတင်လေ့ကျင့်ပြင်ဆင်ထားဖို့လည်းလိုပါတယ်ဟုတ်ကဲ့ပါဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်